ခုလော်ဒီ Vaseline brand နဲ့ပတ်သက်ပြီးတော့ ewg.org ဆိုတဲ့ website ကနေအသုံးပြုဖို့စိတ်မချအောင်ဆိုပြီးတော့ဖော်ပြထားတဲ့အပေါ်စိုးရိမ်နေကြတဲ့သူတွေရှိတယ်။အဲဒါကြောင့်ဒီ Vaseline product တွေကိုလွှတ်ပစ်လိုက်ရတော့မလားလို့တွေးနေရင်လွှတ်မပစ်သေးပဲဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးနော်။ဒီ ewg ဆိုတာက Environmental Working Group ဆိုတဲ့ American အခြေစိုက်တဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ Vaseline ကို petroleum jelly တို့ mineral oil တို့ paraben တို့ပါလို့အန္တရာယ်ရှိတယ်အသုံးပြုဖို့စိတ်မချအောင်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်။သူကဘာကြောင့်ဒီလိုပြောရလဲဆိုရင်ဒီ petroleum jelly တို့ mineral oil တို့ကရေနံရတာဆိုတော့တေချာမတန့်စင်ထားရင်စိတ်မချဘူးလို့ယူဆပြီးတော့ပြောထားတာမျိုးဖြစ်ပါတယ်။အဲ့တော့မတန့်စင်ထားတဲ့ petroleum jelly နဲ့ mineral oil မှာဘာတွေပါနိုင်လဲဆိုရင် polycyclic aromatic hydrocarbon လို့ခေါ်တဲ့ကင်ဆာဖြစ်စေတဲ့ carcinogen မျိုးပါနိုင်တယ်ပေါ့နော်။ပြီးတော့အဲ့ဒီ pH ဆိုတာဒီကာဗွန်နဲ့ကြွယ်ဝတဲ့ရေနံတို့ဓာတ်ဆီတို့ကိုလောင်ကျွမ်းတဲ့အခါမှာထွက်လာတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့ Vaseline လိုနာမည်ရပြီးသား cosmetic brand တော်တော်များများကတော့သူတို့သုံးတဲ့ petroleum jelly တွေကတေချာအပြည့်အဝတန့်စင်ထားတဲ့ pharmaceutical grade ကိုသုံးပါတယ်ဆိုပြီးတော့ပြောထားကြတယ်။တကယ်တမ်းဆိုရင်အဲ့ pharmaceutical grade petroleum jelly တွေဆိုရင်တော့ဒီကင်ဆာဖြစ်စေတဲ့ဆိုတဲ့ဒီဓာတ်တွေအတိအကျမတွေ့ရသေးပါဘူး။ပြီးတော့ paraben ဆိုတာကလည်း estrogen hormone နဲ့တူတဲ့အာနိသင်ရှိရဆိုပြီးတချို့ကဒီဟော်မုန်းကြောင့်ရင်သားကင်ဆာတွေဖြစ်မလားဟော်မုန်းနဲ့ပတ်သက်တဲ့ကင်ဆာတွေဖြစ်မလားလို့စိုးရိမ်ကြတာမျိုးတွေရှိတယ်။ဒါပေမဲ့ US FDA ကတော့ဒီ paraben တွေက cosmetic တွေမှာမှိုတွေဘက်တီးရီးယားတွေမပေါက်ပွားအောင်ထိန်းချုပ်တဲ့ preservative တစ်မျိုးဖြစ်ပြီးတော့သတ်မှတ်ထားတဲ့ပမာဏကိုမကျော်ဘဲနဲ့သုံးရင်တော့အန္တရာယ်ကင်းတယ်ဆိုပြီးတော့လည်းပြောထားကြပါတယ်။အဲ့ဒီတော့ညီကုန်းချုပ်အနေနဲ့ပြောရရင်ဒီ ewg ဆိုတဲ့အဖွဲ့အစည်းကပါဝင်ပစ္စည်းကိုပဲကြည့်ပြီးတော့စိတ်ချရလားမချရလားဆုံးဖြတ်ထားတာဖြစ်ပြီးတော့ဘယ်နှဘူးသုံးရင်ကင်ဆာဖြစ်မှာလဲဘယ်နှစ်နှစ်သုံးရင်ကင်ဆာဖြစ်မှာလဲဘယ်လောက် gram တွေဝင်သွားရင်ကင်ဆာဖြစ်မှာလဲဆိုပြီးတော့တိကျတဲ့ data တွေဖော်ပြထားတာမျိုးလည်းမတွေ့ရဘူး။ဒါကြောင့်ဒီ ewg အဖွဲ့အစည်းကဖော်ပြထားတာတွေက100%လဲစိတ်ချလို့မရသလိုသိပ္ပံနည်းကျတိကျတဲ့သက်သေထောက်ထားတွေလည်းဖော်ပြထားတာမျိုးတွေ့ရပါဘူး။ဒီ ewg ဆိုတဲ့ website ကလေ Cetaphil လိုမျိုး clean brand မျိုးကိုတော့ကျမတို့သုံးနေတဲ့ product တော်တော်များများကိုသူ့ website မှာစိတ်မချအောင်ဆိုပြီးတော့ဖော်ပြထားတာမျိုးတွေပါတွေ့ရပါတယ်။ဒါကြောင့်ဒီ website တစ်ခုတည်းကိုပဲ100%ယုံကြည်လို့လည်းမရဘူး။သူကသိပ္ပံနည်းကျစမ်းသပ်ပြီးဖော်ပြထားတာမျိုးလည်းမဟုတ်ဘူးပေါ့နော်။အဲ့ဒီ website နဲ့တူတဲ့ Yuka ဆိုတဲ့ website တစ်ခုလည်းရှိသေးတယ်လို့ပြောတယ်။ဒီ website ကိုလည်းစိတ်ချလို့မရဘူးလို့နိုင်ငံတကာ chemist တွေကပြောထားကြတာလည်းတွေ့ရတယ်။ခုနကပြပြသွားတဲ့အချက်လက်တွေကိုကြည့်ပြီးတော့ကျမကတော့ဒီ Vaseline ကိုဆက်သုံးမှဖြစ်ပြီးတော့ကိုကစိတ်ပူရဲဆိုရင်တော့ဒီ petroleum မပါတဲ့တခြား product တွေဖြစ်တဲ့ shea butter တို့ coconut oil တို့ vegetable glycerin တို့ပါတဲ့ product တွေကိုပြောင်းပြီးအသုံးပြုပေါ့နော်